ကဲပါဒါတော့ကျမသွားမယ်နဲ့ကြိတ်ထီရောက်သွားတဲ့ခီးစင်လေးပါပေါ့နော်ကဲဆက်သွားတဲ့အချိန်လုံးကတော့လူရုပ်တရုပ်လေးပေါက်နေပါတယ်ပြီးတော့သွားပြီးပြန်လာမှဖြစ်တဲ့အတွက်ကြောင့်မို့လို့တိတ်ပြီးတော့ဘာမှတော့ထွေချူးတွေမပြင်ဆင်ထားဘူးပေါ့နော်ကဲပြီးတော့ဒီဆိုင်မှာမဟင်္ဂါစားကြမယ်နေရာဝိုင်းရပါမလားဆိုပြီးတော့တွိုင်းနဲ့ထဲမှာဝိုင်းနေရတော့အများကြီးရှိပါတယ်မဟင်္ဂါမှာထားပြီးတော့စောင်းနေပါတယ်မဟင်္ဂါလာချထားပါတယ်ရတာတော့မစိုးပါဘူးပေါ့နော်ဒီခါနေစားပြီးတော့ကျမစားပြီးတော့ပြင်မဲ့ပါတော့မယ်ဒါတော့ကြိတ်တီကိုတောင်ပေါ်တက်ခံနေပါတော့ကျမအထုပ်တစ်ထုပ်ကိုအဲ့လိုဆွဲပါတယ်ဒါပေမဲ့ကျမအထုပ်တော့မဟုတ်ခဲ့ပါဘူးသူများအထုပ်ကိုကောက်ယူပြီးဆွဲထားတာပါကျမမှာတော့ဘာအထုပ်မှကြီးမပါခဲ့ပါဘူးပေါ့နော်အဲ့လိုပဲဆွဲသွားပြီးတော့ကျမမျက်နှာတော်လေးကိုဒီလိုမျိုးဖြစ်နေပါပြီဒါတောင်မတော်မရောက်သေးပါဘူးပေါ့နော်အရင်ကပူလောင်အိုက်ဆက်နေပါပြီပေါ့ဒါပေမဲ့ကျမအိုက်တင်နဲ့တက်မယ်ပေါ့နော်ဒါတော့တောင်တက်ကားပေါ်မှာပါကျမနောက်ဆုံးမှနေရာယူလိုက်ပါတယ်ဖြစ်လို့လဲဆိုတော့ရှုခင်းနေတိကျကြည့်မှုပါနော်